Monster Trio ထဲမှာအများဆုံးဆိုရင်အကုန်လုံးရဲ့အဖြေက yes စမ်းကြည့်ပါမိတ်နေစရာတောင်းမလိုပါဘူးလူတိုင်းနေပါသိပါတယ်ဒါဆိုရင်ဒုတိယအမြန်ဆုံးကဘာလို့လဲဆိုရင် yes လူပြီပါ Gear 2ကလည်းသူ့ခေတ်သူခါတော့အမြန်တဲ့ထဲမှာပါသလို Gear 4 Snake Man ဆိုရင် Katakuri ရဲ့ Observation Haki ကိုရှောင်နိုင်တဲ့အထိမြန်ပါတယ်ဆိုတော့ Zoro ရောမြန်တဲ့ထဲမှာပါတယ်လားစဉ်းစားကြည့်ပါ Zoro လည်းမြန်တဲ့ထဲမှာပါပါတယ်ဒါလူတိုင်းသတိမထားမိလို့ပါသူဘယ်နေရာမှာအများဆုံးမြန်လဲဆိုရင်ဝဲပြီးတော့ရန်9မိနစ်လို့တကယ် final နောက်ဆုံးကြာမှာထပ်ပြီးတော့မြန်လေးရှိပါတယ်ပုံမှန် battle စနဲ့ battle လဲမှာဆိုရင် Zoro ကတစ်ဖက်ကကောင်ကိုခုတ်ပေးမယ်လို့ final battle ရောက်ပြီဆိုရင်တော့မခုတ်ဖဲနဲ့ဖြတ်ပါတယ်ဒါလို့ဖြတ်တဲ့ technique က Zoro ရဲ့အမြန်ဆုံး technique ဆိုလဲမမှားပါဘူးဆိုတော့ topic ကိုမသွားခင်ရင်ဆုံးအငင်းပွားစရာကိစ္စလေးကိုဖြေရှင်းပြီးကြပါမယ်ကျွန်တော်ရှေ့မှာ Zoro ကိုမြန်ငယ်လို့ပြောခဲ့တယ်ဒါပေမဲ့ Zoro နဲ့ Sanji ကမြန်ပုံမြန်နည်းချင်းကမတူဘူးဗျSanji ကကြတော့သူ့ရဲ့ basis ကဘယ်ကနေလာလဲဆိုရင် speed နဲ့ kick ကိုပေါင်းဆက်ပြီးတော့ရောထားတဲ့ technique ပေါ့အဲ့လိုပြောလို့ရအဲ့ဒါကြောင့်မလို့ Diabe Jinbe လို့ technique တွေကပေါ်လာပါပြီးတော့ real life မှာရှိတဲ့ Korea traditional martial art တို့ Taekwondo တို့ကိုလည်းအဓိကထားပြီးတော့ပြထားပါတယ် Sanji ရဲ့ Kiki technique မှာဆိုရင် Muay Thai တို့ Karate Kid တို့ကလည်းအများဆုံးတွေ့ရပါတယ်basis မှာဒီလောက်ပါပဲ Zoro အရာတော့ဓာတ်တစ်ချောင်းတော့မဟုတ်ဘဲနဲ့ဓာတ်၃ချောင်းအောင် balance နေနေတိုက်ရတဲ့အကွက်တွေပါအဲ့တော့ Zoro ရဲ့ basis technique ကကြတော့သူ့ရဲ့ physical strength ကနေထွက်လာတာအဲ့တော့ Sanji လိုပဲ Zoro မှာလည်းတကယ်အပြင်လောကနေဆင်းသက်လာတဲ့ technique တွေရှိပါတယ်အများစုကတော့စိတ်ကူးရင်ဇက်ကောင်လို့သူတို့ရဲ့တိုက်ခိုက်ပုံတိုက်ခိုက်နည်းရလဲစိတ်ကူးရင်တက်မဲ့လို့ထင်ကောင်းထင်နိုင်ပေမဲ့မန်ဂမှာရောအပြင်မှာရောတကယ်သုံးရတဲ့ technique တွေကအပြင်မှာတကယ်ရှိပါတယ် Zoro ရဲ့ဓာတ်တွေကိုအသုံးပြုပြီးတော့အမြန်တိုက်ခတ်တဲ့ပုံစံကဂျပန်ယူရာတွေက line technique ကနေယူထားပါအရှင်းဆုံးပြောရင် Zoro ရဲ့တိုက်ခတ်ပုံတွေထဲမှာ line technique ကအမြန်ဆုံးဖြစ်ပါတယ် line ဆိုတဲ့အသေးပေကဆွဲပြီးတော့ပြန်သိမ်းတာပါ line မှာကအပုံမှန်အဖြစ်2မျိုးရှိတယ်ပထမတစ်မျိုးကကြတော့ဓာတ်ကိုအပြေးဝထုတ်တယ်ပြီးရင်ဖြတ်တဲ့နာဖြတ်ပြီးတော့တအိမ်လေးကိုပြန်ထည့်တယ်ဒါပေမဲ့ Zoro အများဆုံးသုံးတဲ့ line ကကြတော့ဓာတ်ကိုအပြေးဝမထုတ်ဘူးတဝက်လောက်ပဲထုတ်တယ်ပြီးရင်လူဖြတ်တဲ့နာကိုဖြတ်တယ်ဖြတ်ပြီးရင်ပြန်ပိတ်တယ်Zoro သုံးနေတဲ့ဓာတ်အကွက်ပေါင်း16000ရှိတဲ့ထဲမှာ line technique နဲ့တစ်ထပ်ထဲကြာဆိုလို့3မျိုးပဲရှိပါတယ်ကျွန်တော်ရှေ့မှာပြောရတယ်လို့နောက်ဆုံးတိုက်ကွက်လည်းဖြစ်ရမယ်မြန်လည်းမြန်ရမယ်အဲ့လိုဆိုတိုင်းလဲ line technique လို့ပြောလို့မရဘူးဗျဘာဖြစ်လို့လဲဆိုရင် line ရဲ့အဓိပ္ပာယ်ကချက်ချင်းဖြတ်ပြီးရင်ပြန်သိမ်းအဲ့တစ်ပေါက်တော့ရှိရဆိုတော့မြန်တိုင်းနောက်ဆုံးတိုက်ကွက်ဖြစ်တိုင်း line technique လို့ပြောလို့မရပါဘူး Beauty Cat data file ထဲမှာ line technique က Zoro ရဲ့ physical strength ကိုဓာတ်တွေကိုထည့်ပြီးမှရတာတဲ့ technique လို့ပြောထားပါတယ်ဒီလို line technique ကိုရဖို့ဆိုရင်ပထမဦးဆုံးရန်သူရဲ့အသက်ရှူတန်းကိုအာရုံခံရပါတယ်ပြီးမှရန်သူပေါ်မူတည်ပြီးတော့ဖြတ်တဲ့ strength နဲ့ speed ကိုထုတ်ရပါတယ်ဒီလိုတိကျတဲ့ result ရလာပြီဆိုရင်တစ်ဖက်ကဖြတ်မယ်ရဘယ်လောက်ပဲမားနေပါစီအောင်တော့ Zoro ကဖြတ်နိုင်တယ်လို့သိရပါတယ်ဥပမာ Arabasta မှာကျွန်တော်တို့ steel ကိုဖြတ်ပြတယ်လို့မျိုးပေါ့ဒါလို့ဆိုရင်တော့ line technique ကဘယ်လိုလုပ်လို့လဲဆိုတာကိုသဘောပေါက်လောက်ပြီးတော့ထင်ပါတယ်ဒီ series တစ်လျှောက်လုံးမှာ line technique ကိုပထမအဆုံးမြင်ရတာက Arabasta မှာဖြစ်ပါတယ်အနိုင်ယူဖို့ခက်တဲ့ Steel Body Dustbone ကို last battle မှာ One Soul Star ရှီစွန်းစွန်းနဲ့ဖြတ်ပြသွားပါတယ်ဒုတိယကြိမ်က Trader ဘမှာပါခုမောကိုဖြတ်ပြခဲ့တာပါနောက်တစ်ခုကတော့ Two Soul Star Rashomon မှာRashomon ကကြတော့ရှီစွန်းစွန်းကိုအခြေခံထားဖြစ်ပြီးတော့ main တက်ကပြောင်းသွားတာပါပထမဦးဆုံး Rashomon ကြတော့ Water 7 နဲ့ Annie Robby အခုမှယထာတန်တန်းပေါ်ကယထာကိုနှစ်ချမ်းကွေးအောင်ဖြတ်ပြောင်းသွားပါဒါတွေက time skip မတိုင်ခင်မှာသုံးသွားတဲ့ line technique တွေပါRashomon time skip ပြီးမှ Zoro ရဲ့ technique တွေကပို့ပြီးတော့ကျန်းလာကိုတွေ့ရတယ်ဥပမာ time skip မတိုင်ခင်က108 Found Phoenix ကtime skip ပြီးမှဆိုရင်1080 Found Phoenix ဆိုပြီးတော့ပြောင်းသွားတယ် pre time skip တုန်းကရှီစွန်းစွန်းက time skip ပြီးမှရှီစွန်းစွန်းဆိုပြီးတော့ဖြစ်လာပါတယ်ပတ်ဟာဇာငကောက်ဖြတ်လိုက်တဲ့ခိုက်တန်တွေပေါ့ရှီစွန်းစွန်းဒါလောက်မြန်ပြီးတော့အနေများတဲ့ technique မှာလည်း fake ရဲ့အခိုက်အတန့်တွေရှိပါတယ်ကျွန်တော် time skip မတိုင်ခင်တော့ဆိုရင်ဒီ line technique ကိုပြန်ပြီးတော့ကောင်းလာတာပဲဖြစ်ဖြစ် block တာပဲဖြစ်ဖြစ်ရှောင်းသွားတာပဲဖြစ်ဖြစ်အဲ့လိုလုပ်ပြသွားတဲ့ character တွေရှိပါတယ်ဥပမာ Thriller ဘမှာဆိုရင် Kuma က One Soul Style Rashomon ကိုရှောင်းပြသွားတာရှိပါတယ်Ruma နဲ့ Kaku ကတော့ဒီ technique ကိုပြန်ပြီးတော့ကောင်းလာသွားတာမျိုးလည်းရှိတာပေါ့ One on Art Zoro vs King Battle မှာဆိုရင် line technique က King ကိုမှထင်တယ်လို့အလုံးမဖြစ်ခဲ့ပါဘူး One Soul Style Dead Lion Song က line နဲ့ဖြစ်ပြီးတော့ King ကိုဖြတ်နိုင်ပြီမဲ့မထိရောက်တာမျိုးတွေကိုတွားပြီးတော့တွေ့ရပါတယ်
ဒါကဘာဖြစ်လို့လဲဆိုရင်ကြီးက human race မဟုတ်ဘဲနဲ့ Lunarian race ဖြစ်နေလို့Viva ဒီကတ်ရဲ့ fact ကိုပြန်ထုတ်ရမယ်ဆိုရင်တစ်ဖက်သူရဲ့အသက်ရှူတန်ကိုအာယုံခံပြီးမှ line ကအလုပ်လုပ်တာပါကင်းကိုဖြတ်ဖို့ဆိုရင်သူ့ရဲ့အသက်ရှူတန်ဆိုတာတဲ့သူ့နောက်မှာပါတဲ့ဒီမိတောက်ကိုချင်းချင်းပြီးမှဖြတ်ရတဲ့သဘောပါဒါကြောင့်မလို့ king ပေါ်မှာ line ကထင်တဲ့လောက်ကြီးအလုံးမဖြစ်ခဲ့တာပါဆိုတော့ဒီနေရာမှာမေးခွန်းထုတ်စရာတပူက Zoro က level တစ်ခုပြီးတစ်ခုတက်လာတယ်ဆိုပေမဲ့လည်း line technique မှာသူကခုထိ2 source time ပဲရပါသေးတယ်3 source time မရသေးပါဘူးဆိုတော့3 source time ဖြစ်လာဖို့ရှိလားဆိုရင်တော့အဖြေကတော့ no ပါဘာဖြစ်လို့ဆိုတော့ Zoro မှာလက်နှစ်ဖက်ပဲပါတာပါတကယ်လို့များသူလက်လေးပဲပါရင်တော့တစ်မျိုးပေါ့ချက်ချင်းဖြတ်ပြီးရင်ပြန်သိမ်းရတာဖြစ်တဲ့အတွက်2 source time နဲ့ပဲအဆင်ပြေတာပါပါဇက်ကြီးနဲ့ဖြတ်ပြန်ပိတ်ဖို့ဆိုတာလည်းနည်းနည်းတော့ကြောင်တောင်ကြီးဆန်တာပေါ့ကျွန်တော်တော့စဉ်းစားလို့မရအောင်ဆိုတော့ဒါ Zoro fan တွေအတွက် hidden ဖြစ်နေတဲ့ review တစ်ပုဒ်ဖြစ်ပါလိမ့်မယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲဆက်တွေ့ကြမယ်